ပါရှင်ကြောက်ရောင်းမျိုး make skin care and cosmetic ပစ္စည်းတိုင်းလေးကကြိုးဆိုပါတယ်ဒီနေ့မှဆိုလို့ရှိရင်တော့နိုင်ငံတော် skin care ဖြစ်တဲ့ Mattichu ရဲ့ Tone Sun Cream လေးတွေ make ပြန်ပြီးတော့သွတ်ပေးထားပါရှင်ဒါလေးက make ရဲ့ဆိုင်မှာဆိုရင်ပစ္စည်းပြက်လို့မရလောက်အောင်ထိကိုသုံးတဲ့သူအရန်များတယ်ဘာဖြစ်လို့လဲဆိုတော့ဈေးနှုန်းနဲ့ရလက်ကလုံးဝကိုဟိုပါပေါ့နော်မတန်ဘူးလို့ခံစားရမတန်ဘူးဆိုတာဘယ်လိုပြောရလဲဆိုတော့ပေးရတဲ့ဈေးကနည်းတယ်ကွာဒါပေမဲ့ရလက်ကကြာအများကြီးရတယ်ဘာတွေရလဲမကေးဆိုတော့ဒါလေးကမျက်နှာမှာရှိရဲ့အမာရွတ်အမဲဆက်တင်းတိတ်သမားလေးတွေမကေတို့လိုဝက်ချန်ကြောက်ကြံခဲ့တဲ့အမာရွတ်ကလေးတွေကိုလည်းသူကမိမိပြောက်ွယ်စီရဲ့နိုင်ရစီနမိုက်လည်းပါတယ်ပေါ့နော်နောက်ပြီးသွားလို့ရှိရင်သူ့မှာပါတဲ့ဂလူတာအသားကိုလုံးဝရှယ်ဖြူစေကွာမျက်နှာကိုတဆင့်ဖြူဖြူဝင်းဝင်းကြည်ကြည်လေးလည်းဖြစ်စေတယ်နောက်ပြီးတော့သူ့မှာပါတာကလေPDI ပေါ့ PDI ကကြတော့ skin ကိုပြန်လဲပြီးတော့နုပြိုစေတယ်ကိုကိုဒါလေးတွေလိမ့်ပေးသွားမယ်ဆိုလို့ရှိရင်ကိုမျက်နှာမှာအသားရည်တင်းရင်နုပြိုမှုပေါ့နော်ကိုရဲ့ဒီ line တွေဘာတွေကအစားဆွဲပြီးလိမ့်သွားရဆိုလို့ရှိရင် PDI ကိုလိမ့်မှများလို့ရှိရင် PDI ရဲ့လှုံ့ဆော်မှုတွေကြောင့် make တို့ရဲ့ skin လေးတွေကပို့ပြီးတော့တင်းရင်ဆူဆူပြပြလေးဖြစ်လာတတ်တယ်ဆိုတော့အဲ့လိုမျိုး PDI လည်းပါတယ်နိုင်ယာစီနမိုက်လည်းပါတယ်ဂလူတာလည်းပါတယ်တုံးဝက်လည်းပါတယ်လုံးဝစိတ်ချရတဲ့ brand တစ်ခုလည်းဖြစ်တဲ့ Mattichu ရဲ့တုံးဝက် sun cream လေးပြန်ရောက်ရှိထားတယ်ဆိုတော့နွေရာသီမှာ make up သားမလိမ့်ချင်တဲ့မမတွေညီမလေးတွေလိမ့်နေကြဖြစ်တဲ့ဒီတုံးဝက်ဆန်ခရင်လေးတွေပြန်လဲရောက်ရှိထားတယ်မိတ်ကပ်သားလုံးဝမလိုတော့ဘူးသူ့ကိုလိမ့်ပြရနဲ့ကိုကအသားရည်လေးကတဆင့်ဖြူဖြူကြည်ကြည်လင်းလင်းလေးဖြစ်စေတယ်ပေါ့နော်ဆိုတော့ဈေးနှုန်းကလည်းကွာအရန်တက်တာတဲ့ဈေးလေးနဲ့မက်ကပြန်ဖြန့်ပေးမှာဆိုတော့ဒီ post လေးကိုမြင်တာနဲ့အများဆုံးလှလာခဲ့ကိုဖိတ်ခေါ်ပါတယ်ဘာလို့လဲဆိုတော့ဘူးကြီး30ပဲရလာလိုက်လို့ပါရှင်